ဓမ္မချစ်ခင်သူတော်စင်များအားလုံးကိုယ်စိတ်နှဖျားအစဉ်ထာဝရကျမ်းမာချမ်းသာကြ၍ခေါင်းကျိုးချမ်းသာလူရင်ဆန္ဒမန္တမြပြေဝအိုင်းဆိုင်နိုင်ကြပါစေဒီကနေ့မှာတော့ဓမ္မချစ်ခင်သူတော်စင်များအားလုံးအတွင်စီစဉ်ဥစ္စာယရဏအဖျားပြားတို့လင်းမြန်စွာတိုးတက်စေနိုင်ပြီးအယလေးမျက်နာအယရှင်းမျက်နာအယဆဲမျက်နာတို့မှယရဏရွှေငွေလလာပါမြတ်ဒီရေအလတိုးတက်ကြီးပွားပြီးအထူးပွင့်လန်း၍ရရှိစေနိုင်ခြင်းအကျိုးငါ၎င်းလူနာပြေမာတတဝါမြတ်လူနာပြေမာနတ်ကောင်းနတ်မြတ်နတ်ဒေဝမြတ်ချစ်ခင်စောင့်ရှောက်မှုကိုရရှိပြီးလောက်တိုင်းကိုင်းတိုင်းပြောတိုင်းဆိုတိုင်းသွားတိုင်းလာတိုင်းကြံစည်စိတ်ကူးတိုင်းအစဉ်ပြေပြေချောချောမှုမှုအောင်မြင်နိုင်စေခြင်းအကျိုးငါ၎င်းကြည်တန်တမှုအာယုပြု၍ရှိရှိပညာရှိကြီးများရှိရှိသူတော်ကောင်းကြီးများရေစက်တီကုံပြီးထွင်ကြံစတော်မူခဲ့သောဂါထာတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်။ယင်ဂါထာတော်မြတ်ကြီးကိုမရွတ်ဖတ်မီရှေ့ဥစွာမိမိစိတ်ကိုရင်ချိုင်အလဲနှလုံးအိမ်ဝဲထားပြီးမြတ်စွာဘုရားရှင်၏ဂုဏ်တော်တို့ကိုရှေ့ဥစွာအရင်အာယုံပြုပြီးမှယင်ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပါညအိယာဝင်3ကောက်မနေ့အိယာထ3ကောက်မျက်နာတန့်စင်ကန်ဤအချိန်တစ်ခေါက်ရွတ်ဖတ်ပူဇော်ပေးပါမိမိကိုယ်တိုင်မရွတ်ဖတ်နိုင်ရင်လည်းဖွင့်ပြီးနားထောင်ပေးပါအလွတ်မရရင်လည်းစာအုပ်ဖြစ်စေတရားစာပုဂ္ဂိုလ်ကြီး၍ဖြစ်စေရွတ်ဖတ်ပူဇော်နိုင်ပါတယ်လုပ်ငန်းစာလုပ်တဲ့အချိန်စီးပွားရေးစာလုပ်တဲ့အချိန်ရွတ်ဖတ်ပူဇော်ပေးပါဖွင့်ပြီးတော့မှလည်းနားထောင်ပေးပါအကောင်းဆုံးအချိန်ကတော့မနေ့အိယာထခြင်းဖွင့်ပြီးနားထောင်လိုက်ပါအလုံးလုံးရင်းလဲနားထောင်လို့ရပါတယ်မနေ့အိမ်မှုကိစ္စတွေလုပ်ရင်းလဲဖွင့်ပြီးနားယူလို့ရပါတယ်အဲဒီလိုဆွဲဆွဲမြဲမြဲအမြဲမပြတ်ရွတ်ဖတ်နာယူပူဇော်ပေးမယ်ဆိုလျင်မိမိဒီအိဆာတယလိုတာရတော့မဏိဇောတဗရမယမျက်ရှင်ကိုရရှိအားဒီနဲ့အတွင်အလားတရံတူတော်ကြောင့်ရွှေဆိုရွှေငွေဆိုငွေလိုတာရဖြစ်စေရစီမှာဖြစ်ပါတယ်အခက်အကြက်အတိအနောင်အဖွဲဥရမြကင်းဝေးပြီးမရရှိသေးတော့စီစိန်ဥစ္စာယရဏရွှေငွေတို့ကိုလိုရာထက်ပိုးရရှိပြီးတော့စီစိန်ယရဏတို့ကိုလည်းစားတဲ့တဘောတိုးတက်ကြီးပွားစေမှာဖြစ်ပါတယ်လောကရန်တရားနဲ့ဂျုံရင်လဲလောကရန်တရားကိုကျင့်ကြံခိုင်နိုင်မှာဖြစ်ပါတယ်အယလေးမျက်နာအယရှင်းမျက်နာအယဆဲမျက်နာတို့မှယရဏရွှေငွေယရဏတို့သည်မယမနာတလက်ဆက်ဝင်ပြီးရွှေငွေယရဏများနေလာတက်တကဲတို့၎င်းဒီရေအလားတိုးတက်တကဲတို့၎င်းတိမ်စရာထားစရာနေရာမလောက်တဲ့အထိဒလဟောဝင်စီမှာဖြစ်ပါတယ်ဓမ္မချစ်ခင်သူတော်စင်များအတွက်အထူးရွတ်ဖတ်ပူဇော်သင့်သောမဏိဇောတဗရမယယရဏဂါထာတော်မြတ်ကြီးဖြစ်ပါတယ်ဒါကြောင့်မို့
ယင်းဂါထာတော်မြတ်ကြီးကိုယုံယုံကြည်ကြည်လေးလေးစားစားနီလန်းမန်မှန်ကန်ကန်ဖြင့်ရွတ်ဖတ်ပူဇော်ပွားများကြပါကုန်လောကဘာဒုကဘာရာအလုံးကိုယ်စိတ်နဲ့ဖျားကျမ်းမာချမ်းသာကြပါစေနမောတတဗုဒ္ဓဝါတောရဟတောဓမ္မာတံဗုဒ္ဓတာဒီဝါနပတိအာရိသောရတ္တိမာဘာတိစန္တိမာတဏ္ဍတောခတ္တိယောတပတိသာယိတပတိပြေမနောအာထာတဗ္ဗမဟောရတ္တိဗုဒ္ဓောတပတိတေဇတာဧတေနာသစ္စာဝိဇေနဒုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအာတောကံဝိရဇံခေမံဒုဋ္ဌေဟိမမဒုဋ္ဌေဟိပိယေဟိမမပိယေဟိဒိနေဟံမမဒိနေဟံရာဇစိတ်တံပိယံမိုက်မိုက်အမေစရာဇစိတ်တံပိယံမိုက်မိုက်အမေစစိတ်တံပိယံမိုက်မိုက်ဒေဝစိတ်တံပိယံမိုက်မိုက်ဒေဝီစိတ်တံပိယံမိုက်မိုက်ပုရိသစိတ်တံပိယံမိုက်မိုက်ဣဋ္ဌိစိတ်တံပိယံမိုက်မိုက်တာဘာစိတ်တံပိယံမိုက်မိုက်အောင်အေဟိပလံချင်းအောင်အေဟိပလံကအောင်အေဟိပလံချင်းကစေတာဘာဟိတာမင်္ဂလာနိဘုံညာပိတိတိတောပနိတုရတတိသမိမာတာနေသံရခေတုမန္တရာဒီဝါတပတိအာရိသောနေမင်းနီနေအချိန်အခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီရတ္တိမာပါတိဇန္တိမာလမင်းဒီဤအခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီတဏ္ဍတောခတ္တိယောတပတိမင်းရှင်ဘရင်တို့မြည်သည်မင်းမြောက်တန်ဆောင်ငါးပါးဆင်မြန်မာတလည်းယင်တင်းတယ်လာပါပြီဇာယိတပတိပြမနောယန္တာအရှင်မြတ်တို့သည်ဇံဝင်ဇမတလည်းယင်တင်းတယ်ပါပြီအထာတဗ္ဗမဟောရတိမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီအထာတဗ္ဗမဟောရတိဗုဒ္ဓောတပတိတေဇတာမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီဣတေနသစ္စာဝိဇေနာဣမံကံနောတစ္ဆာစကားကြောင့်ဒုတိမေဟောတုဇယမင်္ဂလံအခါခတ်သိအောင်ခြင်းမင်္ဂလာအပေါင်းတို့သည်အကျွန်ုပ်ထံတို့ရောက်ရှိလာပါစေတည်းဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအရိယာယဟန္တာအပေါင်းတို့သည်လောကရန်တရား၈ပါးဖြစ်သောဒုက္ခံဒုက္ခံဆင်းရဲခြင်းချမ်းသာခြင်းလာဘောအလာဘောလလာဘရရှိခြင်းမရရှိခြင်း
ကဲ့ရဲ့ခြင်းအစရှိသောအချွေရန်များခြင်းနေခြင်းနိန္ဒပတနံနိပတနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအစရှိသောလောကရန်တရားနှင့်တွေ့ကြုံရစေကမူအရိယာပုဂ္ဂိုလ်တို့သည်ကြောက်လန့်ခြင်းသုံးလုံးချင်းစိုးရိမ်ခြင်းလုံးဝမရှိပေပုရုဇဉ်တို့မြည်သည်လောကရန်နှင့်ကြုံပါကအလွန်ထိတ်လန့်တုန်လှုပ်တတ်ပေသည်အရိယာပုဂ္ဂိုလ်တို့သည်စိုးရိမ်ခြင်းအန္တရာယ်လုံးဝမရှိပေမကြရောက်ပေတုတ်တေဟိတုတ်တေဟိပွင့်တော်မူပြီးတော့ဖျားရှင်တို့ဤတကုစိန်သောအာနုဘောတို့ကြောင့်မမတုတ်တေဟိဖျားတရားတန်ဃာကိုကြီးညိုတော်အကျွန်ုပ်တို့အပေါ်တို့ပိယေဟိပိယေဟိလူနာပြင်မာတတဝါတို့ဤချစ်ခြင်းကိုအမြဲရရှိပါစေတည်းမမပိယေဟိအကျွန်ုပ်အပေါ်တို့ချစ်ခင်လေးစားခြင်းဖြစ်ပါစေတည်းတိန်နေဟံတိန်နေဟံအကျွန်ုပ်အပေါ်တို့အမြဲအစဉ်အမြဲခင်မင်လေးစားခြင်းရှိပါစေတည်းမမတိန်နေဟံအကျွန်ုပ်အပေါ်အစဉ်တနာခြင်းရှိပါစေတည်းရာဇာစိတ်တံပိယံမိုင်မိုင်တိုင်းပြည်အုပ်ချုပ်တော်မင်းအပေါင်းတို့ဤမေတ္တာတဝင်ခြင်းကိုခံရပါစေတည်းအမေစရာဇစိတ်တံပိယံမိုင်မိုင်မင်းခစာအမတ်များသည်လဲမင်းမူဒံတို့သည်လဲအကျွန်ုပ်တို့အပေါ်တို့မေတ္တာတဝင်ချစ်ခင်ပါစေတည်းအမေစစိတ်တံပိယံမိုင်မိုင်မင်းမူဒံအရာရှိတို့ဤစိတ်ဓာတ်ဒီလဲအကျွန်ုပ်တို့အပေါ်ရင်ဝဲတာကဲ့သို့ချစ်ခင်ပါစေတည်းဒေဝစိတ်တံပိယံမိုင်မိုင်အာရဏာဆောင်နမင်းများဤစိတ်အစဉ်မှချစ်ခင်ခြင်းရရှိပါစေတည်းဒေဝီစိတ်တံပိယံမိုင်မိုင်နတ်အမျိုးတမိဒေဝအပေါင်းတို့ဤချစ်ခင်လေးစားခြင်းကိုလည်းရရှိပါစေတည်းပုရိတာစိတ်တံပိယံမိုင်မိုင်လူယောက်ျားအပေါင်းတို့ဤမေတ္တာတဝင်ချစ်ခင်ခြင်းကိုလည်းရရှိပါစေတည်းဣတိစိတ်တံပိယံမိုင်မိုင်အမျိုးတမီအပေါင်းဤစိတ်အစဉ်မှချစ်ခြင်းကိုခံရပါစေတည်းသာဘာစိတ်တံပိယံမိုင်မိုင်အလုံးစုံသောလူတတဝါအပေါင်းတို့ဤမေတ္တာစိတ်ဓာတ်ကိုအမြဲရရှိပါစေတည်းအောင်အေဟိအေဟိဗလံချင်းအထက်ပေါ်ပြပါနတ်လူအပေါင်းဒေဝီဒေဝအပေါင်းတို့နှင့်မင်းမူမတ်တေနာပတိအလုံးတို့ဤချစ်ချင်းမေတ္တာသည်အကျွန်ုပ်တို့ထံပါတို့အစိမ်အဟုန်ဖြင့်ချင်းကာလပါစေတည်းအောင်အေဟိအေဟိဗလံကအထက်ပါလူများတို့ဤနတ်များအထက်ပါလူများနတ်များဒေဝီဒေဝအပေါင်းတို့ဤမေတ္တာတတိ
ဖယားတရားတန်ခါကိုကြည်ညိုနေတော့ကျွန်ုပ်တို့ကျွန်ုပ်ဟန်တို့ကာရောက်လာပါစေတည်းအောင်အေဟိအေဟိဖယားတရားတန်ခါကိုကြည်ညိုနေတော့ကျွန်ုပ်ဤတစ္ဆာစကားအကြောင်းအထက်ပါဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်ကျွန်ုပ်ထံပါတို့ချင်းကဝင်ရောက်စီးဆင်းလာပါစေတည်းအောင်အေဟိအေဟိဗလံချင်းကစီဖယားတရားတန်ခါယရဏမြတ်သုံးပါးကိုကြည်ညိုနေတော့ကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်ကျွန်ုပ်ဟံပါတို့ခြေကန့်ဝင်ရောက်စီးဆင်းလာပါစေတည်းတဘာဟိတမင်္ဂလာနိ38ပြာမင်္ဂလာတရားအပေါင်းတို့ဤအကျိုးကျေးဇူးကြောင့်အလုံးစုံသောကောင်းကျိုးတို့သည်ကျွန်ုပ်တို့မိသားစုအတွက်အကျိုးဖြစ်ထွန်းလာပါစေတည်းပုံညာပိတိတိသောဗနီကောင်းမှုကုသိုလ်အမျိုးမျိုးတို့အကျိုးကျေးဇူးကြောင့်จิตတိမင်္ဂလာအပေါင်းသည်ပေါ်ထွန်းလာပါစေတည်းတုရတတိသမေမာတာကျွန်ုပ်ဤကျေးဇူးချီးမွမ်းတော်မွေးတမိခင်တုရတတိမေရောမအစပြု၍ဒေဝီအပေါင်းအလုံးတို့ကလည်းကျွန်ုပ်တို့အားပိယဒိဋ္ဌိချီးမြှင့်ပေးသနာပါကုန်လောနေသရကတုမန္တရာကျွန်ုပ်တို့ကိုအမြဲအခါခတ်သိမ်းအစဉ်စောင့်ရှောက်ပေးကြပါကုန်လောနမောတတဗုဒ္ဓဝါတောရဟတောဓမ္မာတံဗုဒ္ဓတ္တာဒီဝါနပတိအာရိသောရတ္တိမာဘာတိစန္တိမာတဏ္ဏတောခတ္တိယောတပတိသာယိတပတိပြေမနောအာထာတဗ္ဗမဟောရတ္တိဗုဒ္ဓောတပတိတေသတာဧတေနာသစ္စာဝိဇေနဒုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအာတောကံဝိရဇံခေမံဒုဋ္ဌေဟိမမဒုဋ္ဌေဟိပိယေဟိမမပိယေဟိဒိနေဟံမမဒိနေဟံရာဇစိတ်တံပိယံမိုက်မိုက်အမေသရာဇစိတ်တံပိယံမိုက်မိုက်အမေသစိတ်တံပိယံမိုက်မိုက်ဒေဝစိတ်တံပိယံမိုက်မိုက်ဒေဝီစိတ်တံပိယံမိုက်မိုက်ပုရိသစိတ်တံပိယံမိုက်မိုက်ဣဋ္ဌိစိတ်တံပိယံမိုက်မိုက်တာဘာစိတ်တံပိယံမိုက်မိုက်အောင်အေဟိပလံချင်းအောင်အေဟိပလံကအောင်အေဟိပလံချင်းကစီတဘာဟိတာမင်္ဂလာနိဘုံညာပိတိတိတောဗနီတုရတတိသမေမာတာနေသံရခတုမန္တရာဒီဝါတပတိအာရိသောနေမင်းဒီနေအချိန်အခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီရတ္တိမာပါတိဇန္တိမာလမင်းဒီ
ဤအခါ၌သာလည်းရင်ထွန်းလင်းတင်တယ်ပါပေ၏တဏ္ဍာသောခတ္တိယောတပ္ပတိမင်းရှင်ဘရင်တို့မြည်သည်မြင်းမြောက်တန်ဆောင်ငါးပါးဆင်းမြန်မှသာလည်းရင်တင်တယ်လာပါပေ၏ဇာယိတပ္ပတိပြမေနောယန္တာအရှင်မြတ်တို့သည်ဇံဝင်ဇမသာလည်းတင်တယ်ပါပေ၏အထာတဗ္ဗမဟောရတိမြတ်စွာဘုရားသခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပေ၏အထာတဗ္ဗမဟောရတိဗုဒ္ဓတပ္ပတိတေဇတာမြတ်စွာဘုရားသခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပေ၏ဟိတေနသစ္စာဝိဇေနာဣမံကံနောသစ္စာစကားကြောင့်ဒုတိမေဟောတုဇယမင်္ဂလံအခါခတ်သိအောင်ခြင်းမင်္ဂလာအပေါင်းတို့သည်အကျွန်ုပ်ထံသို့ရောက်ရှိလာပါစေတည်းဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအရိယာယဟန္တာအပေါင်းတို့သည်လောကရန်တရား၈ပါးဖြစ်သောဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းလာဘောအလာဘောလလာဘရရှိခြင်းမရရှိခြင်းကဲ့ရဲ့ခြင်းအစရှိသောအချွေရန်များခြင်းနည်းခြင်းနိန္ဒပတနံနိပတနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအစရှိသောလောကရန်တရားနှင့်တွေ့ကြုံရစေကမူအရိယာပုဂ္ဂိုလ်တို့သည်ကြောက်လန့်ခြင်းသုံးလုံးချင်းစိုးရိမ်ခြင်းလုံးဝမရှိပေပုရုဇဉ်တို့မြည်သည်လောကရန်နှင့်ကြုံပါကအလွန်ထိတ်လန့်တုန်လှုပ်တတ်ပေသည်အရိယာပုဂ္ဂိုလ်တို့သည်စိုးရိမ်ခြင်းအန္တရာယ်လုံးဝမရှိပေမကြရောက်ပေတုတ်တေဟိတုတ်ထေဟိပွင့်တော်မူပြီးတော့ဘုရားရှင်တို့ဤတကုစိန်သောအာနုဘောတို့ကြောင့်မမတုတ်ထေဟိဘုရားတရားတန်ခါကိုကြီးညိုတော်အကျွန်ုပ်တို့အပေါ်တို့ပိယေဟိပိယေဟိလူနာပြင်မာတတဝါတို့ဤချစ်ခြင်းကိုအမြဲရရှိပါစေတည်းမမပိယေဟိအကျွန်ုပ်အပေါ်တို့ချစ်ခင်လေးစားခြင်းဖြစ်ပါစေတည်းတိန်နေဟံတိန်နေဟံအကျွန်ုပ်အပေါ်တို့အမြဲအစဉ်အမြဲခင်မင်လေးစားခြင်းရှိပါစေတည်းမမတိန်နေဟံအကျွန်ုပ်အပေါ်အစဉ်တနာခြင်းရှိပါစေတည်းရာဇာစိတ်တံပိယံမိုင်မိုင်တိုင်းပြည်အုပ်ချုပ်တော်မင်းအပေါင်းတို့ဤမေတ္တာတဝင်ခြင်းကိုခံရပါစေတည်းအမေစရာဇစိတ်တံပိယံမိုင်မိုင်မင်းခစာအမတ်များသည်လဲမင်းမူဒံတို့သည်လဲအကျွန်ုပ်တို့အပေါ်တို့မေတ္တာတဝင်ချစ်ခင်ပါစေတည်းအမေစစိတ်တံပိယံမိုင်မိုင်
မြင်မှုတန်အရာရှိတို့ဤစိတ်ဓာတ်ဒီလဲအကျွန်ုပ်တို့အပေါ်ရင်ဝဲတာကဲ့သို့ချစ်ခင်ပါစေတည်းဒေဝစိတ်တံပိယံမိုင်မိုင်အာရဏာဆောင်နမင်းမြာဤစိတ်အစဉ်မှချစ်ခင်ခြင်းရရှိပါစေတည်းဒေဝီစိတ်တံပိယံမိုင်မိုင်နတ်အမျိုးတမိဒေဝအပေါင်းတို့ဤချစ်ခင်လေးစားခြင်းကိုလည်းရရှိပါစေတည်းပုရိတာစိတ်တံပိယံမိုင်မိုင်လူယောက်ျားအပေါင်းတို့ဤမေတ္တာတဝင်ချစ်ခင်ခြင်းကိုလည်းရရှိပါစေတည်းဣတိစိတ်တံပိယံမိုင်မိုင်အမျိုးတမီအပေါင်းဤစိတ်အစဉ်မှချစ်ခြင်းကိုခံရပါစေတည်းသာဘာစိတ်တံပိယံမိုင်မိုင်အလုံးစုံသောလူတတဝါအပေါင်းတို့ဤမေတ္တာစိတ်ဓာတ်ကိုအမြဲရရှိပါစေတည်းအောင်အေဟိဗလံချင်းအထက်ပေါ်ပြပါနတ်လူအပေါင်းဒေဝီဒေဝအပေါင်းတို့နှင့်မင်းမုမတ်တေနာပတိအလုံးတို့ဤချစ်ချင်းမေတ္တာသည်အကျွန်ုပ်တို့ထံပါတို့အစိမ်အဟုန်ဖြင့်ချင်းကလာပါစေတည်းအောင်အေဟိဗလံကအထက်ပါလူများတို့ဤနတ်များအထက်ပါလူများနတ်များဒေဝီဒေဝအပေါင်းတို့ဤမေတ္တာတတိဖရာတရားတန်ခါကိုကြည်ညိုနေတော့ကျွန်ုပ်ထံတို့ကာရောက်လာပါစေတည်းအောင်အေဟိဖရာတရားတန်ခါကိုကြည်ညိုနေတော့ကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ပါဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့ချင်းကဝင်ရောက်စီးဆင်းလာပါစေတည်းအောင်အေဟိဗလံချင်းကစီဖရာတရားတန်ခါရဏမြတ်သုံးပါးကိုကြည်ညိုနေတော့အကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့ချီကံဝင်ရောက်စီးဆင်းလာပါစေတည်းတာဘာဟိတမင်္ဂလာနိ38ပြာမင်္ဂလာတရားအပေါင်းတို့ဤအကျိုးကျေးဇူးကြောင့်အလုံးစုံသောကောင်းကျိုးတို့သည်အကျွန်ုပ်တို့မိသားစုအတွက်အကျိုးဖြစ်ထွန်းလာပါစေတည်းပုံညာပိတိတိသောဗနီကောင်းမှုကုသိုလ်အမျိုးမျိုးတို့အကျိုးကျေးဇူးကြောင့်ချစ်ဒီမင်္ဂလာအပေါင်းသည်ပေါ်ထွန်းလာပါစေတည်းတရတတိသမေမာတာအကျွန်ုပ်ဤကျေးဇူးကြီးမားတော်မွေးတမိခင်တရတတိမေတော်မှအစပြု၍ဒေဝီအပေါင်းအလုံးတို့ကလည်းအကျွန်ုပ်တို့အားပိယဒိဋ္ဌိချီးမြှင့်ပေးသနာပါကုန်လောနေသရကတုမန္တရာအကျွန်ုပ်တို့ကိုအမြဲအခါခတ်သိမ်းအစဉ်စောင့်ရှောက်ပေးကြပါကုန်လောနမောတတဗုဒ္ဓဝါတောရဟတောဓမ္မာတံဗုဒ္ဓတာဒီဝါနပတိအာရိသော
ရတ္တိမာဘာတိစန္တိမာတဏ္ဍတောခတ္တိယောတပတိသာယိတပတိပြေမနောအာထာတဗ္ဗမဟောရတ္တိဗုဒ္ဓောတပတိတေဇတာဧတေနာသစ္စာဝိဇေနတုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအာတောကံဝိရဇံခေမံဒုဋ္ဌေဟိမမဒုဋ္ဌေဟိပိယေဟိမမပိယေဟိဒိနေဟံမမဒိနေဟံရာဇစိတ်တံပိယံမိုက်မိုက်အမေစရာဇစိတ်တံပိယံမိုက်မိုက်အမေစစိတ်တံပိယံမိုက်မိုက်ဒေဝစိတ်တံပိယံမိုက်မိုက်ဒေဝီစိတ်တံပိယံမိုက်မိုက်ပုရိသစိတ်တံပိယံမိုက်မိုက်ဣဋ္ဌိစိတ်တံပိယံမိုက်မိုက်တာဘာစိတ်တံပိယံမိုက်မိုက်အောင်အေဟိပလံချင်းအောင်အေဟိပလံကအောင်အေဟိပလံချင်းကစေတဘာဟိတာမင်္ဂလာနိဘုံညာပိတိရိတောပနိတုရတတိသမေမာတာနေသံရခေတုမန္တရာဒေဝတပတိအာရိသောနေမင်းဒီနေအချိန်အခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီရတ္တိမာဘာတိစန္တိမာလမင်းဒီဤအခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီတဏ္ဍတောခတ္တိယောတပတိမင်းရှင်ဘရင်တို့မြည်သည်မင်းမြောက်တန်ဆောင်ငါးပါးဆင်မြန်မာတလည်းယင်တင်းတယ်လာပါပြီဇာယိတပတိပြမနောယန္တာအရှင်မြတ်တို့သည်ဇံဝင်ဇမတလည်းယင်တင်းတယ်ပါပြီအာထာတဗ္ဗမဟောရတိမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီအာထာတဗ္ဗမဟောရတိဗုဒ္ဓောတပတိတေဇတာမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီဣတေနသစ္စာဝိဇေနာဣမံကံနောတစ္ဆာစကားကြောင့်တတိမေဟောတုဇယမင်္ဂလံအခါခတ်သိအောင်ခြင်းမင်္ဂလာအပေါင်းတို့သည်အကျွန်ုပ်ထံတို့ရောက်ရှိလာပါစေတည်းဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအရိယာယဟန္တာအပေါင်းတို့သည်လောကရန်တရား၈ပါးဖြစ်သောဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းလာဘောအလာဘောလလာဘရရှိခြင်းမရရှိခြင်းကဲ့ရဲ့ခြင်းအစရှိသောအချွေရန်များခြင်းနေခြင်းနိန္ဒပဒနံနိပဒနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအစရှိသောလောကရန်တရားနှင့်တွေ့ကြုံရစေကမူအရိယာပုဂ္ဂိုလ်တို့သည်ကြောက်လန့်ခြင်းသုံးလုံးချင်းစိုးရိမ်ခြင်းလုံးဝမရှိပေ
ပုရုဇဉ်တို့မြည်သည်လောကရနှင့်ကြုံပါကအလွန်ထိတ်လန့်တုန်လှုပ်တတ်ပေသည်အရိယာပုဂ္ဂိုလ်တို့သည်စိုးရိမ်ခြင်းအန္တရာယ်လုံးဝမရှိပေမကြရောက်ပေတုတ်တေဟိတုတ်ထေဟိပွင့်တော်မူပြီးတော့ဖျားရှင်တို့ဤတကုစိန်သောအာနုဘောတို့ကြောင့်မမတုတ်ထေဟိဖျားတရားတန်ခါကိုကြီးညိုတော်အကျွန်ုပ်တို့အပေါ်တို့ပိယေဟိပိယေဟိလူနာပြင်မာတတဝါတို့ဤချစ်ခြင်းကိုအမြဲရရှိပါစေတည်းမမပိယေဟိအကျွန်ုပ်အပေါ်တို့ချစ်ခင်လေးစားခြင်းဖြစ်ပါစေတည်းတိန်နေဟံတိန်နေဟံအကျွန်ုပ်အပေါ်တို့အမြဲအစဉ်အမြဲခင်မင်လေးစားခြင်းရှိပါစေတည်းမမတိန်နေဟံအကျွန်ုပ်အပေါ်အစဉ်တနာခြင်းရှိပါစေတည်းရာဇာစိတ်တံပိယံမိုင်မိုင်တိုင်းပြည်အုပ်ချုပ်တော်မင်းအပေါင်းတို့ဤမေတ္တာတဝင်ခြင်းကိုခံရပါစေတည်းအမေစရာဇစိတ်တံပိယံမိုင်မိုင်မင်းခစာအမတ်များသည်လဲမင်းမူဒံတို့သည်လဲအကျွန်ုပ်တို့အပေါ်တို့မေတ္တာတဝင်ချစ်ခင်ပါစေတည်းအမေစစိတ်တံပိယံမိုင်မိုင်မင်းမူဒံအရာရှိတို့ဤစိတ်ဓာတ်ဒီလဲအကျွန်ုပ်တို့အပေါ်ရင်ဝဲတာကဲ့သို့ချစ်ခင်ပါစေတည်းဒေဝစိတ်တံပိယံမိုင်မိုင်အာရဏာဆောင်နမင်းများဤစိတ်အစဉ်မှချစ်ခင်ခြင်းရရှိပါစေတည်းဒေဝီစိတ်တံပိယံမိုင်မိုင်နတ်အမျိုးဓမိဒေဝအပေါင်းတို့ဤချစ်ခင်လေးစားခြင်းကိုလည်းရရှိပါစေတည်းပုရိတာစိတ်တံပိယံမိုင်မိုင်လူယောက်ျားအပေါင်းတို့ဤမေတ္တာတဝင်ချစ်ခင်ခြင်းကိုလည်းရရှိပါစေတည်းဣတိစိတ်တံပိယံမိုင်မိုင်အမျိုးဓမိအပေါင်းဤစိတ်အစဉ်မှချစ်ခြင်းကိုခံရပါစေတည်းသာဘာစိတ်တံပိယံမိုင်မိုင်အလုံးစုံသောလူတတဝါအပေါင်းတို့ဤမေတ္တာစိတ်ဓာတ်ကိုအမြဲရရှိပါစေတည်းအောင်အေဟိအေဟိဗလံချင်းအထက်ဖော်ပြပါနတ်လူအပေါင်းဒေဝီဒေဝအပေါင်းတို့နှင့်မင်းမူမတ်တေနာပတိအလုံးတို့ဤချစ်ချင်းမေတ္တာသည်အကျွန်ုပ်တို့ထံပါတို့အစိမ်အဟုန်ဖြင့်ချင်းကလာပါစေတည်းအောင်အေဟိအေဟိဗလံကအထက်ပါလူများတို့ဤနတ်များအထက်ပါလူများနတ်များဒေဝီဒေဝအပေါင်းတို့ဤမေတ္တာတတိဖရာတရားတန်ခါကိုကြီးညိုနေတော်ကျွန်ုပ်တို့အကျွန်ုပ်ထံတို့ကာရောက်လာပါစေတည်းအောင်အေဟိအေဟိဖရာတရားတန်ခါကိုကြီးညိုနေတော်ကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ပါဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့
ချင်းကဝင်ရောက်စီးဆင်းလာပါစေတည်းအောင်အေဟိဗလံချင်းကစီဖယားတရားတန်ခါရဏမြတ်သုံးပါးကိုကြီးညိုနေတော်အကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ဟံပါတို့ရှိကံဝင်ရောက်စီးဆင်းလာပါစေတည်းတဘာဟိတမင်္ဂလာနိ38ပြာမင်္ဂလာတရားအပေါင်းတို့ဤအကျိုးကျေးဇူးကြောင့်အလုံးစုံသောကောင်းကျိုးတို့သည်အကျွန်ုပ်တို့မိသားစုအတွက်အကျိုးဖြစ်ထွန်းလာပါစေတည်းပုံညာပိတိတိသောဗနီကောင်းမှုကုသိုလ်အမျိုးမျိုးတို့အကျိုးကျေးဇူးကြောင့်จิตတိမင်္ဂလာအပေါင်းသည်ပေါ်ထွန်းလာပါစေတည်းတရတတိသမေမာတာအကျွန်ုပ်၏ကျေးဇူးကြီးမားသောမွေးတမိခင်တရတတိမေရောမအစပြု၍ဒေဝီအပေါင်းအလုံးတို့ကလည်းအကျွန်ုပ်တို့အားပိယဒိဋ္ဌိချီးမြှင့်ပေးသနာပါကုန်လောနေသရကတုမန္တရာအကျွန်ုပ်တို့ကိုအမြဲအခါခတ်သိမ်းအစဉ်စောင့်ရှောက်ပေးကြပါကုန်လောနမောတတဗုဒ္ဓဝါတောရဟတောဓမ္မာတံဗုဒ္ဓတာဒီဝါနပတိအာရိသောရတ္တိမာဘာတိစန္တိမာတဏ္ဍတောခတ္တိယောတပတိသာယိတပတိပြေမနောအာထာတဗ္ဗမဟောရတ္တိဗုဒ္ဓောတပတိတေဇတာဧတေနာသစ္စာဝိဇေနတုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအာတောကံဝိရဇံခေမံဒုဋ္ဌေဟိမမဒုဋ္ဌေဟိပိယေဟိမမပိယေဟိဒိနေဟံမမဒိနေဟံရာဇစိတ်တံပိယံမိုက်အမေစရာဇစိတ်တံပိယံမိုက်အမေစစိတ်တံပိယံမိုက်ဒေဝစိတ်တံပိယံမိုက်ဒေဝီစိတ်တံပိယံမိုက်ပုရိသစိတ်တံပိယံမိုက်ဣဋ္ဌိစိတ်တံပိယံမိုက်တာဘာစိတ်တံပိယံမိုက်အောင်အေဟိပလံချင်းအောင်အေဟိပလံကအောင်အေဟိပလံချင်းကစီတဘာဟိတာမင်္ဂလာနိပုံညာပိတိတိတောဗနီတုရတတိသမေမာတာနေသံရခတုမန္တရာဒီဝါတပတိအာရိသောနေမင်းဒီနေအချိန်အခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီရတ္တိမာပါတိဇန္တိမာလမင်းဒီဤအခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီတဏ္ဍတောခတ္တိယောတပတိမင်းရှင်ဘရင်တို့မြည်သည်မင်းမြောက်တန်ဆောင်ငါးပါးဆင်မြန်မာတာလည်းယင်တင်းတယ်လာပါပြီဇာယိတပတိပြမေနောယန္တာအရှင်မြတ်တို့သည်ဇံဝင်ဇာမတာလည်းယင်တ
တင်းတယ်ပါပြီအထာတဗ္ဗမဟောရတိမြတ်စွာဘုရားသခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်းတယ်ပါပြီအထာတဗ္ဗမဟောရတိဘုဒ္ဓတပ္ပတိတေဇတာမြတ်စွာဘုရားသခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်းတယ်ပါပြီဟိတေနသစ္စာဝိဇေနာဣမံကံနောတစ္ဆာစကားကြောင့်ဒုတိမေဟောတုဇယမင်္ဂလံအခါခတ်သိအောင်ခြင်းမင်္ဂလာအပေါင်းတို့သည်အကျွန်ုပ်ထံသို့ရောက်ရှိလာပါစေတည်းဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအရိယာယဟန္တာအပေါင်းတို့သည်လောကရန်တရား၈ပါးဖြစ်သောဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းလာဘောအလာဘောလလာဘရရှိခြင်းမရရှိခြင်းကဲ့ရဲ့ခြင်းအစရှိသောအချွေရန်များခြင်းနေခြင်းနိန္ဒပတနံနိပတနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအစရှိသောလောကရန်တရားနှင့်တွေ့ကြုံရစေကမူအရိယာပုဂ္ဂိုလ်တို့သည်ကြောက်လန့်ခြင်းသုံးလုံးချင်းစိုးရိမ်ခြင်းလုံးဝမရှိပေပုရုဇဉ်တို့မြည်သည်လောကရန်နှင့်ကြုံပါကအလွန်ထိတ်လန့်တုန်လှုပ်တတ်ပေသည်အရိယာပုဂ္ဂိုလ်တို့သည်စိုးရိမ်ခြင်းအန္တရာယ်လုံးဝမရှိပေမကြောက်ရောက်ပေတုတ်တေဟိတုတ်ထေဟိပွင့်တော်မူပြီးတော့ဖျားရှင်တို့ဤတကုစိန်သောအာနုဘောတို့ကြောင့်မမတုတ်ထေဟိဖျားတရားတန်ဃာကိုကြီးညိုတော်အကျွန်ုပ်တို့အပေါ်တို့ပိယေဟိပိယေဟိလူနာပြင်မာတတဝါတို့ဤချစ်ခြင်းကိုအမြဲရရှိပါစေတည်းမမပိယေဟိအကျွန်ုပ်အပေါ်တို့ချစ်ခင်လေးစားခြင်းဖြစ်ပါစေတည်းတိန်နေဟံတိန်နေဟံအကျွန်ုပ်အပေါ်တို့အမြဲအစဉ်အမြဲခင်မင်လေးစားခြင်းရှိပါစေတည်းမမတိန်နေဟံအကျွန်ုပ်အပေါ်အစဉ်တနာခြင်းရှိပါစေတည်းရာဇာစိတ်တံပိယံမိုင်မိုင်တိုင်းပြည်အုပ်ချုပ်တော်မင်းအပေါင်းတို့ဤမေတ္တာတဝင်ခြင်းကိုခံရပါစေတည်းအမေစရာဇစိတ်တံပိယံမိုင်မိုင်မင်းခစာအမတ်များသည်လဲမင်းမူဒံတို့သည်လဲအကျွန်ုပ်တို့အပေါ်တို့မေတ္တာတဝင်ချစ်ခင်ပါစေတည်းအမေစစိတ်တံပိယံမိုင်မိုင်မင်းမူဒံအရာရှိတို့ဤစိတ်ဓာတ်ဒီလဲအကျွန်ုပ်တို့အပေါ်ရင်ဝဲတာကဲ့သို့ချစ်ခင်ပါစေတည်းဒေဝစိတ်တံပိယံမိုင်မိုင်အာရဏာဆောင်နမင်းများဤစိတ်အစဉ်မှချစ်ခင်ခြင်းရရှိပါစေတည်းဒေဝီစိတ်တံပိယံမိုင်မိုင်
နတ်အမျိုးသမီးဒေဝအပေါင်းတို့ဤချစ်ခင်လေးစားခြင်းကိုလည်းရရှိပါစေတည်းပုရိတာစိတ်တံပိယံမိုင်မိုင်လူယောက်ျားအပေါင်းတို့ဤမေတ္တာတဝင်ချစ်ခင်ခြင်းကိုလည်းရရှိပါစေတည်းဣတိစိတ်တံပိယံမိုင်မိုင်အမျိုးသမီးအပေါင်းဤစိတ်အစဉ်မှချစ်ခြင်းကိုခံရပါစေတည်းသာဘာစိတ်တံပိယံမိုင်မိုင်အလုံးစုံသောလူတတဝါအပေါင်းတို့ဤမေတ္တာစိတ်ဓာတ်ကိုအမြဲရရှိပါစေတည်းအောင်အေဟိအေဟိဗလံချင်းအထက်ဖော်ပြပါနတ်လူအပေါင်းဒေဝီဒေဝအပေါင်းတို့နှင့်မင်းမုမတ်တေနာပတိအလုံးတို့ဤချစ်ချင်းမေတ္တာသည်အကျွန်ုပ်တို့ထံပါတို့အစိမ်အဟုန်ဖြင့်ချင်းကလာပါစေတည်းအောင်အေဟိအေဟိဗလံကအထက်ပါလူများတို့ဤနတ်များအထက်ပါလူများနတ်များဒေဝီဒေဝအပေါင်းတို့ဤမေတ္တာတတိဖရာတရားတန်ခါကိုကြည်ညိုနေတော်ကျွန်ုပ်တို့ဟန်တို့ကာရောက်လာပါစေတည်းအောင်အေဟိအေဟိဖရာတရားတန်ခါကိုကြည်ညိုနေတော်ကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ပါဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့ချင်းကဝင်ရောက်စီးဆင်းလာပါစေတည်းအောင်အေဟိအေဟိဗလံချင်းကစီဖရာတရားတန်ခါယရဏမြတ်သုံးပါးကိုကြည်ညိုနေတော်အကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့ချီကံဝင်ရောက်စီးဆင်းလာပါစေတည်းတာဘာဟိတမင်္ဂလာနိ38ပြာမင်္ဂလာတရားအပေါင်းတို့ဤအကျိုးကျေးဇူးကြောင့်အလုံးစုံသောကောင်းကျိုးတို့သည်အကျွန်ုပ်တို့မိသားစုအတွက်အကျိုးဖြစ်ထွန်းလာပါစေတည်းပုံညာပိတိတိသောဗနီကောင်းမှုကုသိုလ်အမျိုးမျိုးတို့အကျိုးကျေးဇူးကြောင့်ချစ်ဒီမင်္ဂလာအပေါင်းသည်ပေါ်ထွန်းလာပါစေတည်းတရတတိသမေမာတာအကျွန်ုပ်ဤကျေးဇူးချီးမွမ်းတော်မွေးတမိခင်တရတတိမေတော်မှအစပြု၍ဒေဝီအပေါင်းအလုံးတို့ကလည်းအကျွန်ုပ်တို့အားပိယဒိဋ္ဌိချီးမြှင့်ပေးသနာပါကုန်လောနေသရကတုမန္တရာအကျွန်ုပ်တို့ကိုအမြဲအခါခတ်သိမ်းအစဉ်စောင့်ရှောက်ပေးကြပါကုန်လောနမောတတဗုဒ္ဓဝါတောရဟတောဓမ္မာတံဗုဒ္ဓတ္တဒီဝါနပတိအာရိသောရတ္တိမာဘာတိစန္တိမာတဏ္ဍတောခတ္တိယောတပတိသာယိတပတိပြေမနောအာထာတဗ္ဗမဟောရတေဗုဒ္ဓောတပတိတေဇတာဧတေနာသစ္စာဝိဇေနဒုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိ
အာတောကံဝိရဇံခေမံဒုဋ္ဌေဟိမမဒုဋ္ဌေဟိပိယေဟိမမပိယေဟိဒိနေဟံမမဒိနေဟံရာဇစိတ်တံပိယံမိုက်အမေစရာဇစိတ်တံပိယံမိုက်အမေစစိတ်တံပိယံမိုက်ဒေဝစိတ်တံပိယံမိုက်ဒေဝီစိတ်တံပိယံမိုက်ပုရိသစိတ်တံပိယံမိုက်ဣဋ္ဌိစိတ်တံပိယံမိုက်တာဘာစိတ်တံပိယံမိုက်အောင်အေဟိပလံချင်းအောင်အေဟိပလံကအောင်အေဟိပလံချင်းကစေတဘာဟိတာမင်္ဂလာနိဘုံညာပိတိရိတောပနိတုရတတိသမိမာတာနေသံရခတုမန္တရာဒီဝါတပတိအာရိသောနေမင်းဒီနေအချိန်အခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီရတ္တိမာပါတိဇန္တိမာလမင်းဒီဤအခါ၌တလည်းယံထွန်းလင်းတင်တယ်ပါပြီတဏ္ဍသောခတ္တိယောတပတိမင်းရှင်ဘရင်တို့မြည်သည်မင်းမြောက်တန်ဆောင်ငါးပါးဆင်းမြန်းမာတလည်းယင်တင်းတယ်လာပါပြီဇာယိတပ္ပတိပြမနောယန္တာအရှင်မြတ်တို့သည်ဇံဝင်ဇမတလည်းယင်တင်းတယ်ပါပြီအထာတဗ္ဗမဟောရတိမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီအထာတဗ္ဗမဟောရတိဘုဒ္ဓတပ္ပတိတေဇတာမြတ်စွာဘုရားတခင်သည်နိညာပတ်လုံးတကူတော်အားဖြင့်တင်တယ်ပါပြီဟိတေနသစ္စာဝိဇေနာဣမံကံနောတစ္ဆာစကားကြောင့်ဒုတိမေဟောတုဇယမင်္ဂလံအခါခတ်သိအောင်ခြင်းမင်္ဂလာအပေါင်းတို့သည်အကျွန်ုပ်ထံတို့ရောက်ရှိလာပါစေတည်းဗုဒ္ဓတာလောကဓမ္မေဟိစိတ်တံယတနာကံပတိအရိယာယဟန္တာအပေါင်းတို့သည်လောကရန်တရား၈ပါးဖြစ်သောဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းလာဘောအလာဘောလလာဘရရှိခြင်းမရရှိခြင်းကဲ့ရဲ့ခြင်းအစရှိသောအချွေရန်များခြင်းနေခြင်းနိန္ဒပတနံနိပတနံချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအစရှိသောလောကရန်တရားနှင့်တွေ့ကြုံရစေကမူအရိယာပုဂ္ဂိုလ်တို့သည်ကြောက်လန့်ခြင်းသုံးလုံးချင်းစိုးရိမ်ခြင်းလုံးဝမရှိပေပုရုဇဉ်တို့မြည်သည်လောကရန်နှင့်ကြုံပါကအလွန်ထိတ်လန့်တုန်လှုပ်တတ်ပေသည်အရိယာပုဂ္ဂိုလ်တို့သည်စိုးရိမ်ခြင်းအန္တရာယ်လုံးဝမရှိပေမကြရောက်ပေတုတ်တေဟိပွင့်တော်မူပြီးတော့ဖျားရှင်တို့ဤတကုစိန်သောအာနုဘောတို့ကြောင့်
မမတုတ်တေဟိဖယားတရားတန်ဃာကိုကြီးညိုတော်အကျွန်ုပ်တို့အပေါ်တို့ပိယေဟိပိယေဟိလူနာပြင်မာတတဝါတို့ဤချစ်ခြင်းကိုအမြဲရရှိပါစေတည်းမမပိယေဟိအကျွန်ုပ်အပေါ်တို့ချစ်ခင်လေးစားခြင်းဖြစ်ပါစေတည်းတိန်နေဟံတိန်နေဟံအကျွန်ုပ်အပေါ်တို့အမြဲအစဉ်အမြဲခင်မင်လေးစားခြင်းရှိပါစေတည်းမမတိန်နေဟံအကျွန်ုပ်အပေါ်အစဉ်တနာခြင်းရှိပါစေတည်းရာဇာစိတ်တံပိယံမိုင်မိုင်တိုင်းပြည်အုပ်ချုပ်တော်မင်းအပေါင်းတို့ဤမေတ္တာတဝင်ခြင်းကိုခံရပါစေတည်းအမေစရာဇစိတ်တံပိယံမိုင်မိုင်မင်းခစာအမတ်များသည်လဲမင်းမူဒံတို့သည်လဲအကျွန်ုပ်တို့အပေါ်တို့မေတ္တာတဝင်ချစ်ခင်ပါစေတည်းအမေစစိတ်တံပိယံမိုင်မိုင်မင်းမူဒံအရာရှိတို့ဤစိတ်ဓာတ်သည်လဲအကျွန်ုပ်တို့အပေါ်ရင်ဝဲတာကဲ့သို့ချစ်ခင်ပါစေတည်းဒေဝစိတ်တံပိယံမိုင်မိုင်အာရဏာဆောင်နမင်းများဤစိတ်အစဉ်မှချစ်ခင်ခြင်းရရှိပါစေတည်းဒေဝီစိတ်တံပိယံမိုင်မိုင်နတ်အမျိုးတမိဒေဝအပေါင်းတို့ဤချစ်ခင်လေးစားခြင်းကိုလည်းရရှိပါစေတည်းပုရိတာစိတ်တံပိယံမိုင်မိုင်လူယောက်ျားအပေါင်းတို့ဤမေတ္တာတဝင်ချစ်ခင်ခြင်းကိုလည်းရရှိပါစေတည်းဣတိစိတ်တံပိယံမိုင်မိုင်အမျိုးတမီအပေါင်းဤစိတ်အစဉ်မှချစ်ခြင်းကိုခံရပါစေတည်းသာဘာစိတ်တံပိယံမိုင်မိုင်အလုံးစုံသောလူတတဝါအပေါင်းတို့ဤမေတ္တာစိတ်ဓာတ်ကိုအမြဲရရှိပါစေတည်းအောင်အေဟိအေဟိဗလံချင်းအထက်ပေါ်ပြပါနတ်လူအပေါင်းဒေဝီဒေဝအပေါင်းတို့နှင့်မင်းမုမတ်တေနာပတိအလုံးတို့ဤချစ်ချင်းမေတ္တာသည်အကျွန်ုပ်တို့ထံပါတို့အစိမ်အဟုန်ဖြင့်ချင်းကလာပါစေတည်းအောင်အေဟိအေဟိဗလံကအထက်ပါလူများတို့ဤနတ်များအထက်ပါလူများနတ်များဒေဝီဒေဝအပေါင်းတို့ဤမေတ္တာတတိဖယားတရားတန်ခါကိုကြီးညိုနေတော်ကျွန်ုပ်တို့အကျွန်ုပ်ဟန်တို့ကာရောက်လာပါစေတည်းအောင်အေဟိအေဟိဖယားတရားတန်ခါကိုကြီးညိုနေတော်ကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ပါဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ထံပါတို့ချင်းကဝင်ရောက်စီးဆင်းလာပါစေတည်းအောင်အေဟိအေဟိဗလံချင်းကစီဖယားတရားတန်ခါယရဏမြတ်သုံးပါးကိုကြီးညိုနေတော်အကျွန်ုပ်ဤတစ္ဆာစကားကြောင့်အထက်ဖော်ပြပါပုဂ္ဂိုလ်အပေါင်းတို့ဤမေတ္တာရည်ရင်သည်အကျွန်ုပ်ဖန်ပါတို့
ရှိကန့်ဝင်ရောက်စီးဆင်းလာပါစေတည်းတဘာဟိတမင်္ဂလာနိ38ပြာမင်္ဂလာတရားအပေါင်းတို့ဤအကျိုးကျေးဇူးကြောင့်အလုံးစုံသောကောင်းကျိုးတို့သည်အကျွန်ုပ်တို့မိသားစုအတွက်အကျိုးဖြစ်ထွန်းလာပါစေတည်းပုံညာပိတိတိသောဗနီကောင်းမှုကုသိုလ်အမျိုးမျိုးတို့အကျိုးကျေးဇူးကြောင့်ချစ်ဒီမင်္ဂလာအပေါင်းသည်ပေါ်ထွန်းလာပါစေတည်းတရတတိသမိမာတာအကျွန်ုပ်၏ကျေးဇူးကြီးမားသောမွေးတမိခင်တရတတိမေရောမှအစပြု၍ဒေဝီအပေါင်းအလုံးတို့ကလည်းအကျွန်ုပ်တို့အားပိယဒိဋ္ဌိချီးမြှင့်ပေးသနာပါကုန်လောနေသရက္ခတုမန္တရာအကျွန်ုပ်တို့ကိုအမြဲအခါခတ်သိမ်းအစဉ်စောင့်ရှောက်ပေးကြပါကုန်လော